အာဆင်နယ်ဂန်ဝင်အွန်ဒရီရဲ့စံချိန်ကိုမှီခဲ့တဲ့ Yogras အာဆင်နယ်အသင်းတိုက်စစ်မှု Yogras ကယမနီယာရှင်မြန်ကစားခဲ့တဲ့ဖူလန်အသင်းနဲ့ပွဲစဉ်မှာနှစ်ဂိုးသွင်းယူခဲ့ပြီးတဲ့နောက်မှာအာဆင်နယ်ဂန်ဝင်အွန်ဒရီရဲ့စံချိန်ကိုအမိလိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။အသက်29နှစ်အရွယ်ရှိပြီဖြစ်တဲ့စီရီယန်လက်ရွေးစင်ဟာဖူလန်အသင်းဟာ3ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှာနှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးတဲ့နောက်မှာအာဆင်နယ်အသင်းမှာကစားခဲ့တဲ့ပထမဆုံးရာသီမှာပြိုင်ပွဲအရရက်မှာသွင်းဂိုး20နဲ့အထက်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ Sporting Lisbon တိုက်စစ်မှုဟောင်းအတွက်ပထမဆုံးကစားခဲ့တဲ့ရာသီမှာဂိုး20ထက်သွင်းယူနိုင်ခဲ့တဲ့ပထမဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ဒါကြောင့် Yogras ကအာဆင်နယ်အသင်းသမိုင်းတစ်လျှောက်မှာအဲဒီစံချိန်ကိုတင်နိုင်ခဲ့တဲ့12ဦးမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။အာဆင်နယ်ဂန်ဝင်အွန်ဒရီက1999ခုနှစ်2000ခုနှစ်ရာသီတုန်းကအာဆင်နယ်အသင်းအတွက်ပထမဆုံးရာသီမှာပြိုင်ပွဲအရရက်26ဂိုးနဲ့မှတ်တမ်းရေးထိုးထားနိုင်ခဲ့ပြီးတော့Yogras ကအဲဒီစံချိန်ကိုအမိလိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ဒါ့အပြင် Yogras ကယခုရာသီပရီးမီးယားလိပထမဆုံးရာသီမှာ15ဂိုးသွင်းထားနိုင်က Thierry Henry 18ဂိုးနဲ့ Alexis Sanchez 16ဂိုးတို့ရဲ့ပထမဆုံးပရီးမီးယားလိရာသီမှာဂိုးအများဆုံးသွင်းယူထားကြတဲ့စံချိန်ကိုလည်းလိုက်မီဖို့အတွက်လက်တကမ်းအလိုကိုရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။